အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တက်ကိုင်းပြောင်ဘာမှ YouTube channel ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော် share လုပ်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ဖုန်းတွေမှာ internet ဖွင့်လိုက်တာနဲ့ကြော်ညာတွေတက်လာတာမျိုးတွေရှိပါတယ်အဲ့လိုကြော်ညာတွေတက်လာတာကိုမကြိုက်တဲ့သူတွေအတွက်ကြော်ညာပိတ်လို့ရတဲ့နည်းလေးကိုကျွန်တော်အခုဗီဒီယိုလေးမှာ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားအဆုံးကြည့်ခဲ့ဖို့နဲ့ကျွန်တော် channel လေးကို subscribe လုပ်ရသေး subscribe လုပ်ခဲ့ပြီးဖို့ပြောကြားလိုပါတယ်ခဏနေဗီဒီယိုလေးစပါမယ်အားလုံးပဲပြန်လည်ကြိုဆိုပါရစေပထမဆုံးအနေနဲ့ကျွန်တော်ခုနပြောခဲ့တဲ့လိုမျိုးကျွန်တော်တို့ဖုန်းတွေမှာကြော်ညာတွေတက်လာတာကိုမကြိုက်ဘူးဆိုလို့ရှိရင်အဓိကလုပ်ရမယ့်အချက်၃ချက်ရှိပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Gmail software တွေကိုတွားပြလိုက်ပါအခုလိုမျိုး Gmail software တွေကိုတွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာညာဘက်ထောက်မှာကျွန်တော်တို့ရဲ့ profile ပုံလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြလိုက်ပါအခုလို profile ပုံလေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုမြင်နေရတဲ့အတိုင်းပေါ့နော်အပေါ်မှာကျွန်တော်တို့ဒီ Gmail မှာ sign up လုပ်ထားတဲ့အကောင့်ရယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီအကောင့်အောက်မှာ manage your Google account ဆိုတာလေးရှိပါတယ်အဲ့ဒီ manage your Google account ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ပြလိုက်ပါခုလိုမျိုးနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ညာဘက်ထောက်မှာမှတ်မလူပုံလေးရှိပါတယ်မှတ်မလူပုံလေးတစ်ချက်နှိပ်ပြလိုက်ပါဘာလို့လေးနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံမှာ search bar မှာကျွန်တော်အခုရိုက်တယ်လို့လေးလိုက်ရိုက်ပြီပေါ့နော် AD ဆိုပြီးတော့ရိုက်လိုက်ပါ Okay အခုလိုမျိုး AD ဆိုလေးရိုက်ပြီးသွားပြီဆိုလို့ရှိရင်အခုလိုကျွန်တော်တို့အပေါ်ဆုံးမှာ AD setting ဆိုပြီးတော့ပုံနေရှိပါတယ်အားလေးကိုတစ်ချက်နှိပ်ပြလိုက်ပါအဲ့လိုမျိုးနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် message ကိုမြင်နေရတဲ့အတိုင်း personalize add ဆိုတဲ့နေရာလေးကဒီမှာ on နေရာကိုတွေ့ရပါလိမ့်မယ်တကယ်လို့ on နေမယ်ဆိုရင်ကျွန်တော်တို့ကဒီ on ဆိုတဲ့နေရာလေးမှာ off ပေးရမှာပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်ဒီ on ဆိုတဲ့နေရာလေးကိုတစ်ချက်ထိပေးလိုက်ပါထိပြီးဆိုရင်အခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ဆုံးမှာရှိတဲ့ turn off ဆိုတာလေးရှိပါတယ်အားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ပထမဆုံးတစ်ချက်အနေနဲ့တော့ပြီးသွားပြီဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲကရှိတဲ့ setting ကိုတစ်ချက်ဝင်ပေးလိုက်ပါကျွန်တော်ဖုန်းရဲ့ setting ကိုတွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ search bar မှာကျွန်တော်ရိုက်တယ်လို့လေးလိုက်ရိုက်ပေးပေါ့နော် GOOGLE Google ဆိုပြီးရိုက်ပေးလိုက်ပါအခုလိုမျိုး Google ဆိုတာလေးရိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အခုအောက်ဆုံးမှာ Google Play Product ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါအခုလိုမျိုး Google Play Product ဆိုတာလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်အပေါ်ကိုနည်းလေးဆွဲတင်ပေးလိုက်ပါအဲ့လိုဆွဲတင်ပြီးဆိုရင်ကျွန်တော်တို့အောက်မှာပေါ့နော် AD service ဆိုပြီးတော့ရှိပါတယ်အဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ personalize recommendation ဆိုတဲ့နေရာမှာဒီမှာ on နေရာလေးတွေ့ပါလိမ့်မယ်နော်အပြာလေးပုံနေဆိုရင်ဒါ on နေရာပေါ့နော်အဲ့နေရာလေးကိုကျွန်တော်ပိတ်ပေးရမှာပါဒါကြောင့်မလို့အခုကျွန်တော်အခုပြတဲ့နေရာလေးတစ်ချက်နှိပ်ပေးလိုက်ပါအခုလိုမျိုးလေးဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါပိတ်သွားပြီပေါ့နော် Okay အဲ့ဒါဆိုကျွန်တော်တို့နှစ်ချက်ပြီးသွားပါပြီနောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ရဲ့ဖုန်းမှာရှိတဲ့ browser တွေကိုတွားပြီးတော့ပိတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အခုဒီဖုန်းမှာပေါ့နော်ကျွန်တော်ဖုန်းမှာ Chrome browser ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ဒီ Chrome browser ကိုတစ်ချက်ဝင်ပေးလိုက်ပါမယ်အခုလိုမျိုး Chrome browser လေးကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ညာဘက်ထောက်မှာအဆက်ကလေး30ရှိပါတယ်အားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါအဲ့လိုဆက်လေး30ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ setting ဆိုတဲ့နေရာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါအခုလို setting ဆိုတဲ့နေရာလေးကိုရောက်ပြီဆိုလို့ရှိရင်အပေါ်အနည်းငယ်ဆွဲတင်ပေးလိုက်ပါအခုလိုဆွဲတင်ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်မှာ site setting ဆိုတာလေးရှိပါတယ်ဗောနော်ဒီမှာ site setting ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ site setting ဆိုတဲ့နေရာလေးကိုရောက်သွားပြီဆိုလို့ရှိရင်အပေါ်ကိုဆွဲတင်ပေးလိုက်ပါခုလိုမျိုးပေါ်ဆွဲတင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ instructive app ဆိုတဲ့နေရာလေးရှိပါတယ်အဲ့လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒါဆိုတော့အခုကျွန်တော်မြင်နေတဲ့အတိုင်း instructive app ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဒီမှာ on နေရာလေးကိုတွေ့ပါလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်တို့အဲ့နေရာလေးကိုတစ်ချက်ပိတ်ပေးလိုက်ပါ Okay ဒါဆိုရင်တော့ကျွန်တော်ကပြောခဲ့သလိုမျိုးကျွန်တော်တို့ရဲ့ဖုန်းမှာကြော်ညာတက်လာတာကိုကျွန်တော်တို့ 100% ပိတ်လို့ရသွားပါပြီအဓိကနေရာ3နေရာနေကျွန်တော်တို့ပိတ်လိုက်တာပေါ့နော်ကျွန်တော်မိတ်ဆွေတွေနေတယ်ပေါ့နော်ဒီနေ့တိုင်းလဲလို့ရှိရင်အဖြစ်မိတ်ဆွေတွေရဲ့ဖုန်းတွေမှာကြော်ညာတက်လာတာကိုလုံးဝအပြည့်တိုင်းပိတ်လို့ရသွားပါလိမ့်မယ်နောက်ထပ်သိလို့တဲ့အကြောင်းအရာတွေရှိလို့ရှိရင်ကျွန်တော်ရဲ့အခုဗီဒီယိုလေးရဲ့ comment အောက်မှာရေးခဲ့ပေးလို့ရပါတယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်